တခါတလေကြာရင်လေဖူတို့ဘဝမှာ TV တွေစမတ်ဖုန်းတွေနဲ့ဝေးရာမှာနေတတ်ဖို့အရန်ကိုမှအရေးကြီးပါတယ်။ဘာလို့လဲဆိုတော့ social media မှာဆိုလို့ရှိရင်လည်းတစ်ချိန်လုံး toxic တွေနဲ့ပြည့်နှက်နေတာပေါ့နော်။အဲ့ဒါမျိုးတွေကိုကိုကအကြာကြီးကြည့်တဲ့အခါမှာဘာဖြစ်လဲဆိုတော့ကိုယ့်ရဲ့စိတ်တွေကလည်းညှဉ်းနှွမ်းလာတယ်ပေါ့နော်။အဲ့လိုခါမျိုးမှာခုလိုမျိုးလေးပေါ့နော်အပြင်ကိုထွက်ပြီးတော့လမ်းလျှောက်တာဖြစ်ဖြစ်လေကောင်းလေသန့်ရှူတာလေးဖြစ်ဖြစ်ပေါ့နော်ဖူကလုပ်ပေးသင့်တယ်။ဖင်လန်ရဲ့လေယာဆိုလို့ရှိရင်လည်းအရန်ကိုမှတန့်တယ်ပေါ့နော်။အိမ်ထဲကနေအိမ်အပြင်ကိုထွက်လိုက်တဲ့ feeling ကဘာနဲ့မှမတူဘူးပေါ့နော်။လေရှူရတဲ့အရသာပေါ့နော်အရန်ကိုမှကောင်းပါတယ်။ဒီဖင်လန်ရောက်မှသတိထားမိတာတစ်ခုကအခုလိုမျိုးပေါ့နော်သစ်ပင်လေးတွေပန်းပင်လေးတွေတောတောင်ရင်မြေလေးတွေကိုချစ်မြတ်နိုးတက်လာတာပဲဖြစ်ပါတယ်။နေထွက်တာအစကြေးငှက်တန်လေးတွေကအဆုံးပေါ့နော်ဒါမျိုးလေးတွေကိုခံစားတက်လာတယ်ပေါ့နော်အရင်တုန်းကတော့ဘဝမှာအရေးမပါဘူးလို့ထင်ခဲ့တာတွေကအခုတော့ဒါလေးတွေကအရသာတစ်ခုပါပဲ